အားလုံးပဲမင်္ဂလာပါတချို့လူတွေကြတော့ကျွန်တော်တို့ကဒီကိုမျက်ရှိကိုကိုမနေကိုတခြားလူရဲ့မျက်ရှိကိုမြင်တတ်ကြတယ်ပေါ့နော်ဒါကတော့လူတဘောဝဖြစ်တယ်အဲ့တော့ကျွန်တော်တို့တွေကသူများရဲ့အဖြစ်တွေသူများရဲ့ဒါမကောင်းတဲ့အရာတွေပေါ်မှာလိုက်ပြီးတော့အာယုံဆိုင်နေမလားတော့ကိုအာယုံဆိုင်မလားပေါ့နော်ကိုယ့်ရဲ့မကောင်းတဲ့အရာတွေကိုရှာဖွေမလားသူများရဲ့မကောင်းတာတွေကိုကျွန်တော်တို့ကရှာဖွေမလားပေါ့အဲ့ဒီနှစ်ချက်ကတော်တော်အရေးကြီးပါတယ်အဲ့တော့ကျွန်တော်တို့ကမကောင်းတဲ့အရာတွေကိုရှာဖွေမကောင်းတဲ့အရာတွေတွေ့မယ်အဲ့တော့ကောင်းတဲ့အရာတွေရှာဖွေရင်ကျွန်တော်တို့ကောင်းတဲ့အရာတွေတွေ့အဲ့တော့ကောင်းတာတွေမကောင်းတာတွေကိုတခြားလူတွေပေါ်မှာသွားပြီးတော့ကျွန်တော်တို့ကရှာဖွေနေမလားဒါမှမဟုတ်ကိုယ်ခန္ဓာကိုယ်စိတ်ထဲမှာမကောင်းတဲ့အရာတွေမကောင်းတဲ့အကျင့်တွေမကောင်းတဲ့ဇယိုက်တွေရှိနေတာရှိဒီဇယိုက်တွေကိုကျွန်တော်တို့ကဘယ်လိုကောင်းအောင်လုပ်မလဲဆိုတာကိုเนาะကိုယ့်ရဲ့အားနည်းချက်တွေကိုရှာဖွေပြီးတော့ကိုယ့်ရဲ့မကောင်းတဲ့အရာတွေရှာဖွေပြီးတော့ကောင်းမွန်အောင်ဘယ်လိုမျိုးလေးဒါကျွန်တော်တို့ပြန်လည်ပြီးတော့ဒါသုံးရှာမလဲပေါ့เนาะအဲ့တော့အားနည်းချက်တိုင်းကကျွန်တော်တို့ကဒါမကောင်းတာလို့ပြောလို့မရဘူး။အားနဲ့ချက်တိုင်းမှာလည်းကျွန်တော်တို့အားတာချက်ပုံစံမျိုးနဲ့ကျွန်တော်တို့ပြန်ပြီးတော့ပြောင်းလို့ရတာရှိ။အဲ့တော့သူများတွေရဲ့ဒါအမားတွေသူများတွေကိုဒုက္ခရောက်နေတဲ့အရာတွေเนาะဒီဟာတွေကိုကျွန်တော်တို့ကဒါသင်ခန်းစာအနေနဲ့ပဲယူသွားပြီးတော့မရှာနဲ့ကျွန်တော်တို့ကိုယ်တိုင်ကိုယ်ခန္ဓာကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာမှာအားနည်းချက်တွေရှိတာမရှိတာဒါတွေကိုရှာဖွေပြီးတော့ဒါကျွန်တော်တို့ပြောင်းလဲရမှာဖြစ်ပါတယ်အဲ့တော့တခြားသူတွေပေါ်မှာသွားပြီးတော့အာယုံမဆိုင်နဲ့ကိုပေါ်မှာအာယုံဆိုင်မှုအပြည့်နဲ့ကိုယ့်ရဲ့အမားတွေကိုယ့်ရဲ့အပြစ်တွေပေါ့နော်ဒါတွေဘာတွေရှိတယ်ဘယ်လိုမျိုးပြင်ဆင်လို့ရလဲနော်ဘယ်အမားတွေကတော့ဘယ်လိုမျိုးပြင်ဆင်မယ်ဘယ်အမားတွေကတော့ဘယ်လိုတစ်ဖြည်းဖြည်းနဲ့သွားမယ်ဘယ်အမားတွေကိုတော့ချက်ချင်းပြင်မယ်ဆိုရဲဒါစိတ်ဓာတ်မျိုးနဲ့ကိုပြန်ပြီးတော့သိအောင်ပေါ့နော်ဒါမျိုးတွေကျွန်တော်တို့ကစဉ်းစားပေးဖို့လိုပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကတခြားຢာတွေပေါ်မှာသွားပြီးအာယုံမဆိုင်နဲ့ကိုအာယုံဆိုင်ပြီးတော့ကိုယ့်ရဲ့ဒီကောင်းတဲ့အချက်တွေကိုဖော်ထုတ်ပါပေါ့နော်မကောင်းတဲ့အချက်တွေကိုအားနည်းချက်တွေအားတာချက်တွေကိုကျွန်တော်တို့ပြန်ပြီးတော့ကျွန်တော်တို့အကောင်းဆုံးကိုကောင်းအောင်ကိုအကောင်းဆုံးဖြစ်အောင်ဒါတိဆောက်တင်တယ်လို့ပေါ့နော်ဒီဗီဒီယိုလေးနဲ့ကျွန်တော်ပြရှင်းပါတယ်အဲ့တော့အားလုံးကိုလည်းအဆုံးထိကြည့်ပြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင်တော့ကျွန်တော် comment မှာဒါဝင်ရောက်ဆွေးနွေးပေးသွားလို့လည်းရပါတယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ